လေးလဲငြိမ်နေရောလေတော်လေးလွတ်လွတ်ကောင်းတကယ်တော့1/1လောက်ကနဲတော့နဲတယ်ဒါပေမဲ့လောလောဆယ်လေးငြိမ်နေတဲ့အချိန်မှာစိုက်ရုံလေးဆိုအဆင်ပြေတယ်ပေါ့နော်နဲခေါင်းဝိတ်လေးနဲ့ထည့်ဖို့လိုမယ်နော်ခေါင်းဝိတ်နဲ့လေးထည့်လိုက်ဆက်စရင်ထောင်တက်တာလေးမဖြစ်တော့ဘူးပူတော့မြင့်ပါ1/16တကွင်းတော့ထပ်ပိုးလိုက်ရင်တော့တစ်ခါအပေါ်ထောင်တက်သွားပြီးတော့မှအပေါ်မှာအကြာကြီးပြန်မယ်သဘောရှိတယ်ခုအပေါ်မှာပဲတည်ရုပ်ပိတ်ကုန်သွားတယ်နော်